American နဲ့ Israel တို့ကအီရန်ကိုမိုးတိမ်လိုက်တိုက်ခိုက်နေတဲ့အချိန်မှာတောင်အီရန်ရဲ့ drone တွေကတော့ American အခြေစိုက်စခန်းတွေကိုစက်တိုက်ထိခိုက်နေစေပါ။ဘာကြောင့်ဒီလိုဖြစ်နေလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။အဖြေကတော့အီရန်မှာလျှို့ဝှက်မိတ်ဖက်တစ်ယောက်ရှိနေပါတယ်။သတင်းအသက်တွေထွက်လာတာအရရုရှားကသူ့ရဲ့ spy judo စနစ်တွေကနေရရှိတဲ့ satellite ပုံရိပ်တွေကိုအီရန်ကိုတိုက်ရိုက်ပေးနေတယ်လို့ဆိုပါတယ်။ဒီပုံရိပ်တွေကအလွန်တိကျသည့်ရေဒါတွေဘယ်နေရာမှာလဲပတ်နေတယ်လဲဆိုတာအပါအဝင်အရာအားလုံးကိုတိတိကျကျပြသနိုင်ပါတယ်။အထူးသဖြင့်ဂျော်ဒန်မှာရှိတဲ့ရေဒါစနစ်တွေကိုလည်းဖော်ထုတ်ပေးနိုင်ပါတယ်။ဒီလိုနဲ့အီရန်ကသူ့ရဲ့ drone နဲ့ missile တွေကို game တစ်ခုလိုတိတိကျကျချိန်ညှိပစ်နိုင်လာပါတယ်။ဒါဒီမကပါဘူးရုရှားကအီရန်ရဲ့ဈေးသက်သာတဲ့ Shahed drone တွေကိုပါအစစ်မြင့်တင်ပေးနေပါတယ်။ဉာဏ်ပိုကောင်းတဲ့ navigation စနစ် jammer တွေကိုခဏရည်မြစ်လာခြင်းတိုက်ခိုက်ပုံနီးဗျူဟာအသစ်များဒီနီးဗျူဟာတွေကယူကရိန်းစစ်မြေပြင်မှာတိုက်ရိုက်တင်ယူထားတာဖြစ်ပါတယ်။ဥပမာ drone ဘလောက်ကိုတပြိုင်နက်တည်းလွှတ်မလဲဘယ်အမြင့်မှာပြန်ရမလဲဘလို့နီးနဲ့ air defense ကိုအလွန်လွယ်ကူစွာဖျက်ဆီးမလဲဆိုတာတွေကိုတိတိကျကျသင်ကြားပေးထားပါတယ်။ဒီနီးဗျူဟာတွေကတကယ်လေးအလုပ်လုပ်နေပါပြီ။အီရန်ကဒေါ်လာသန်း900တန်နဲ့ American THAAD radar စနစ်တစ်ခုကိုဂျော်ဒန်မှာဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါတင်မကပါဘူးဘဟရိန်ကူဝိတ်အိုမန်တို့မှာရှိတဲ့အရေးကြီးရေဒါစနစ်တွေကိုလည်းထိခိုက်စေတဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကိုကြည့်ရင်ရုရှားကယူကရိန်းစစ်ပွဲမှာသုံးနေတဲ့ drone swarm နီးဗျူဟာနဲ့တူညီနေပါတယ်။တကယ်တော့ဒီနိုင်ငံကြားပူးပေါင်းမှုဟာအရင်ကတည်းကစတင်ခဲ့တာပါ။အီရန်ကရုရှားကို Shahed drone ထောင်ကြီးပေးပို့ခဲ့ပြီးယူကရိန်းကိုတိုက်ခိုက်ဖို့အသုံးပြုခဲ့ပါတယ်။အခုတော့ရုရှားကပြန်လည်ပေးဆက်နေတဲ့အချိန်ပါ2025ခုနှစ်အကုန်ပိုင်းမှာရုရှားနဲ့အီရန်တို့ဟာ strategic partnership သဘောတူညီချက်တစ်ခုလည်းလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒီသဘောတူညီချက်က spy data တွေစစ်ရေးနည်းပညာတွေမျှဝေဖို့အခွင့်အရေးပေးထားပါလေ။ဒါဆိုဗလာဒီမီယာပူတင်ကဘာကြောင့်ဒီလိုလုပ်နေတာလဲ။အကြောင်းရင်းကရှင်းပါတယ်။အီရန်ကိုစစ်ပွဲထဲမှာဆက်လက်ထားနိုင်ဖို့ပါ။အဲ့ဒါကကမ္ဘာစစ်ရေးလင်းစင်းနှုန်းကိုမြင့်တင်စေပြီးရုရှားအတွက်ဝင်ငွေတိုးစေပါတယ်။တချိန်တည်းနဲ့ပြောရမယ်ဆိုရင်ဒီဟာကစစ်ရေးပူးပေါင်းမှုတစ်ခုတည်းမကပဲကမ္ဘာစီးပွားရေးကိုပါတက်ရောက်နေတဲ့ဂိမ်းကြီးတစ်ခုပါ။